ယောက်ျားကြီးအမေအတွက်ဆေးဖို့မရှိတော့ဘူးနော်ကန်ထဲမှာဆင်းခုတာတီကစုံရဲ့ပုံကြီးအားလင်မယားနှစ်ယောက်အစည်းငယ်လေးများစီးနေရင်လှမှုတယောက်ဆိုင်းမစင်ပုံမစင်ထပြော၏ဇနီးတဲ့ပြောမှသူတတိထားမိသည်အမေအတွက်ဆေးထက်ဝယ်ရန်ငွေမရှိတော့သူတို့မိသားစုထမင်းဝိုင်းတွင်ပင်ရောင်း၍ကြံသည့်ကစုံရဲ့များကိုသာကြော်၍စားနေရသည်မှာကြာပြီဖြစ်သည်အေးပါလှမှုရဲ့ငါလည်းအဲ့ဒီကိစ္စတတိရပါတယ်ငွေဘယ်ကသွားရှာရမှန်းမသိလို့သာငြိမ်နေရတာအမေဆေးဖို့ကလည်းတနေ့တခြားပိုများလာတော့အိမ်မှာစားဖို့တော့အနိုင်နိုင်ဖြစ်နေပြီကလေးနှစ်ယောက်ကိုခဏကြောင်းထွက်ခိုင်းပြီးအလုပ်လေးလုပ်ခိုင်းမှနဲ့တူတဲ့ယောက်ျားရဲ့ကလေးတွေကအညွန့်တလူလူနဲ့လေအချမ်းဒီလန်းစဉ်းစားပါအောင်လှမှုရဲ့ကစွန်းရဲ့တောင်းအားဇနီးတဲ့ကောင်းဖို့သူပင့်တင်ပေးလိုက်၏နေလောင်နေသည့်ဇနီးတဲ့၏ညဉ့်ညင်းမျက်နှာပေါ်တွင်တနခါပင်မတွေ့ရသည်မှအတော်ကြာပြီဖြစ်သည်ထမင်းရေစိုးနှင့်ဇီးတောင်းရွက်ကထွက်သားသည့်လှမှု၏ကြောပြင်ကိုငေးကြည့်ရင်စီးချိုယောဂတဲ့ရောက်ခမအားအမေရင်တယောက်နဲ့မချပြုစုဆောင်ရှောက်ပေးမှုအတွက်သူမိခင်ကိုစားကျေးဇူးတင်နေမိသည်နနက်စာစားပြီးလျင်ပယံလုပ်ငန်းခွင်သို့ဝင်ရောက်အောင်မည်ဖြစ်၍အိမ်သို့ခက်သက်ပြန်လာခဲ့သည်ဖောဖက်နဲ့နောင်မီပြက်ကိုဝစ်ဆင်ထားသည့်သူချီလန်တို့ကအိမ်အပြန်လန်းသို့ဦးတည်နေတော်လဲသူစိတ်တို့ကမူအမေအတွက်ဆေးဖို့ရနိုင်မည်နေရာများစီသို့အပြေးလွှမ်းလိုက်လံရှာဖွေနေမိသည်